Okay အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ data တွေကိုလည်းကျွန်တော် research လုပ်ပြီးသွားပြီကျွန်တော်တို့မှာတကယ် meaningful ဖြစ်ပြီးတော့တကယ်လည်းကျွန်တော်တို့ data များများဆဆထည့်ပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်စပြီးတော့ဒီ select ကိုစပြီးလေ့လာကြည့်အောင်အဲ့တော့ select ဒီ command ပေါ့နော် select က तू ကကျွန်တော်တကယ်တမ်းတော့ကျွန်တော် database ထဲမှာရှိတဲ့ဒီ table တွေထဲမှာရှိတဲ့ data တွေကိုကျွန်တော်တို့ကကြည့်ကျင်တဲ့အခါမှာသုံးရတဲ့ command ပဲကျွန်တော်အရှိဗီဒီယိုတွေမှာလည်းအဲ့ဟာကိုကျွန်တော်ထက်ကကျွန်တော်သုံးခဲ့ကြည့်ခဲ့တယ်ပေါ့နော်ဟိုသူသင်ခန်းစာမဟုတ်ပေမဲ့လည်းကျွန်တော်တို့ insert မှာဝင်သွားလားမဝင်သွားလားကျွန်တော်ကြည့်ခဲ့တယ်အဲ့တော့ net format လေးကိုပြန်ပြီးပြောရမယ်ဆိုလို့ချင်းကျွန်တော်တို့က select ရဲ့နောက်မှာကျွန်တော်တို့ကကိုထည့်ခြင်းတဲ့ column name ပေါ့နော်ဒါကသူ့ရဲ့သွားခြင်းတဲ့ပုံစံတော့ပြီးတော့ from table name ဒါကသူ့ရဲ့ format လေးပါအဲ့ကျွန်တော်တို့ကဘယ် table တွေကနေပြီးတော့ဘယ် column တွေကိုကြည့်ခြင်းလဲဆိုတော့ကျွန်တော်တို့ကသွားတာပေါ့အဲ့ဥမာအဲ့မှာ column နေရာမှာကျွန်တော်တို့က column နေရာမှာ star ဆိုရင်တော့ရှိသမျှ column အားလုံးကိုကျွန်တော်တို့ကကြည့်မယ်လို့အဓိပ္ပာယ်ရတယ်ဥပမာထားပါတော့ကျွန်တော်တို့စာအုပ်တွေအကုန်လုံးကျွန်တော်ထုတ်ကြည့်ခြင်းတယ်အဲ့ select star from books ဒါဆိုကျွန်တော်တို့ကဘာမှမခတ်ဘူးကျွန်တော်စာအုပ်တွေကုန်မြင်ရတာကျွန်တော်စာအုပ်အုပ်20ရှိတယ်ကျွန်တော်တို့မှာလက်ရှိအဲ့တော့ဒါမှမဟုတ်ကျွန်တော်တို့ကကြည့်လို့ရမှာဖြစ်ပါတယ်အဲ့တော့အဲ့မှာကျွန်တော်တို့ကဗျာဒီအဲ့ star နေရာမှာကျွန်တော်တို့ကကိုကြိုက်တဲ့ column name ကိုလည်းပေးလို့ရတယ်ဥပမာ title နဲ့ကျွန်တော်တို့ ISBN နဲ့ပဲထုတ်ကြည့်ခြင်းတယ်အဲ့ဒါဆိုလည်းရတယ်အဲ့တော့ title ကျွန်တော်တို့ ISBN ဒါဆိုကျွန်တော်တို့ကဒီ column တစ်ခုပဲပါလာမှာဒီ column တစ်ခုပဲကျွန်တော်တို့မြင်ရမှာဖြစ်တယ်ပြောချင်တာဒီ star နဲ့ column နဲ့ကြိုက်တာကျွန်တော်တို့ထည့်လို့ရတယ် star ဆိုတာကတော့ကျွန်တော်သိမစင်းစားတော့ဘူးချိသမျှ column အားလုံးကိုထုတ်ကြည့်လိုက်မယ်ဆိုတော့အဓိပ္ပာယ်ကိုကျွန်တော်သွားတာဖြစ်တယ်ဒါမှမဟုတ်လေကိုကြိုက်တဲ့ column ပဲထုတ်ကြည့်ကြတယ်ဆိုလို့ရှိရင်လည်း column 9နဲ့ကျွန်တော်တို့ကသွားလို့ရတယ်အဲ့တော့တနည်းပြ column တွေကိုကျွန်တော်တို့ filtering လုပ်တယ်လို့ပြောရင်လည်းမမှားဘူးပေါ့နော်ကျွန်တော်တို့ column အများကြီးထဲမှာကျွန်တော်တို့လုပ်ချင်တဲ့ column ကိုပဲထုတ်ကြည့်တာဆိုရင်ဒါ column တွေကိုကျွန်တော် filtering လုပ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တကယ်တမ်းပို့ပြီးတော့နောက်ထပ်အသုံးဝင်တာကဘာလဲဆိုတော့ row filtering ဥပမာကျွန်တော်တို့ကဗျာ column တွေကတော့အကုန်ထုတ်ကြည့်ကြတယ်ဒါပေမဲ့ကျွန်တော်တို့က row တွေပေါ့ဒီအောက်က row တွေကိုအကုန်မကြည့်ချင်ဘူးဥပမာကျွန်တော်ဘယ်လိုဟာရွေးကြည့်ချင်လဲဆိုရင်2000ခုနှစ်အထက်ကျွန်တော်ရေးထားတဲ့စာအုပ်တွေပဲကြည့်ချင်တယ်ဒါမှမဟုတ်လဲကျွန်တော်တို့ကထားပါတော့ page count ကျွန်တော်200နဲ့အောက်တွေပဲကျွန်တော်ကကြည့်ချင်တယ်200ရဲ့အောက်စာအုပ်တွေပဲကြည့်ဒါဆိုကျွန်တော်တို့ကကျတော့column filtering မဟုတ်တော့ row filtering ဖြစ်သွားပြီအဲ့တော့အဲ့ select statement တကယ်တမ်းတော်တော်လေးအသုံးဝင်တယ်ကျွန်တော်တို့ data analysis မှာဆိုရင်မတရားသုံးရတယ်ပေါ့နော်အဲ့တော့ဒါဆိုကျွန်တော်တို့အဲ့မှာအဲ့လို row filtering လုပ်ချင်တယ်လို့ရှိရင်ကျွန်တော်သုံးလို့ရတဲ့ keyword လေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင် where လို့ခေါ်တယ်ကျွန်တော် where ကိုသုံးပြီးတော့ကျွန်တော် condition တစ်ခုရေးလို့ရတယ်ကျွန်တော်ပြတဲ့အခါမှာလည်းကျွန်တော် row တွေကိုကုန်မပြတော့ဘဲနဲ့သူအဲ့ output ကဘာဖြစ်မလဲဆိုလို့ရှိရင်အဲ့ where ထဲမှာကျွန်တော်တို့ရေးထားတဲ့ condition နဲ့ meet ဖြစ်တဲ့ row တွေပဲပြပေးမယ်အဲ့တော့ကျွန်တော်ဒီအောက်မှာကျွန်တော် where statement ရေးလို့ရတယ်အဲ့တော့ကျွန်တော်အခုစမ်းရေးကြည့်မယ်ကျွန်တော်ဘာလဲဆိုလို့ရှိရင်ကျွန်တော် page count 100ပေါ့နော်ဒါတော့200အောက်ပေါ့200အောက်လောက်ကျွန်တော်စမ်းလိုက်မယ်200အောက်ဖြစ်တဲ့ကျွန်တော်တို့ဒီဟိုဟာတွေပဲကြည့်လိုက်မယ်200အောက်ကတစ်ခုပဲပါကျွန်တော်မြင်သလောက်တော့300အောက်လို့ကျွန်တော်ပြောလိုက်မယ်ဗျာ300အောက်ဖြစ်တဲ့စာအုပ်တွေကျွန်တော်ထုတ်ကြည့်လိုက်မယ်အဲ့တော့ကျွန်တော်တို့က page count က300အောက်ဖြစ်တာ300အထက်ငယ်တဲ့ကျွန်တော်တို့စာအုပ်တွေကိုကျွန်တော်တို့ကထုတ်ကြည့်လိုက်မယ်ဒါဆိုလို့ရင်ကျွန်တော်တို့တော့ကြည့်အောင်ဒါကျွန်တော်ဒီမှာအကုန်လုံးကထွက်လာတဲ့စာအုပ်တွေကဆိုတော့အရင်တော့ကျွန်တော်အုပ်20ရှိတာနေပြီလေအခုဆိုရင်ကျွန်တော်ကိုအုပ်ပဲထွက်လာတော့တယ်အဲ့ကိုကကျွန်တော်တို့ဒီစာအုပ်တွေဖြစ်နေမယ်သူကဒါလုံးဝ page count ကသူ့မှာ300အောက်ဖြစ်နေတဲ့စာအုပ်တွေပဲကျွန်တော်တို့ဒါမြင်ရမှာဖြစ်တယ်အဲ့တော့ဒါမှမဟုတ်ကျွန်တော်တို့ filtering လုပ်လို့ရတယ်အဲ့တော့ဒါဆိုကျွန်တော်တို့ select star from book table တွေရဲ့စာအုပ်အားလုံးကိုထုတ်ကြည့်မယ်ထုတ်ပြီးမယ်ကျွန်တော်တို့က where ဒီ condition နဲ့ meet ဖြစ်တဲ့ဟာတွေပဲကျွန်တော်တို့ကထုတ်ကြည့်မယ်အဲ့လိုမျိုးကျွန်တော်တို့ကသွားလို့ရတယ်အဲ့တော့ထားတော့ကျွန်တော် publication year 2000နဲ့အထက်မှာကျွန်တော်တို့သွားတဲ့စာအုပ်တွေဆိုရင်ကျွန်တော်တို့ဘယ်လိုထုတ်ကြည့်မလဲအဲ့တော့ဒါဆိုလည်းကျွန်တော်ရှင်းတယ် publication year 2000နဲ့အထက်2000ခုနှစ်အထက်မှာကျွန်တော်ထုတ်ထားတဲ့စာအုပ်တွေကိုကျွန်တော်ကြည့်ကြတယ်ဆိုရင်လေဒါဆိုလို့ချင်းဒီစာအုပ်တွေအားလုံးကကျွန်တော်အုပ်20ရှိတာနဲ့ခု17အုပ်ပဲထွက်လာတယ်ဒီ17အုပ်လုံးကကျွန်တော်တို့ဒါ publication year 2000တို့2017တို့2000ကျော်မှာကျွန်တော်တို့ကထုတ်ထားတဲ့စာအုပ်တွေဖြစ်တယ်အဲ့တော့ဒါမျိုးကျွန်တော်တို့ကကြည့်လို့ရတယ်အဲ့တော့ပြီးလို့ရင်ကျွန်တော်ဒါ page လဲကျွန်တော်တိုင်းပြီးတော့ကျွန်တော် available ဖြစ်တဲ့စာအုပ်တွေပဲကျွန်တော်ကကြည့်ချင်တယ်အဲ့တော့ကျွန်တော်တို့အဲ့ဆိုလို့ကျွန်တော် book copy ထဲမှာကျွန်တော်ကြည့်ရတော့မှာ book copy ထဲမှာကျွန်တော်တို့ကbook copy ကိုအရင်ကျွန်တော်တို့ကထုတ်ကြည့်လိုက်မယ် select star from book copy အဲ့တော့ကျွန်တော် book copy ကျွန်တော်အများကြီးရှိတယ် book copy 1 2 copy ဘယ်နှအုပ် copy အုပ်40လောက်ရှိရယ် copy အုပ်40ကျွန်တော်တင်တော့စာအုပ်တုပ်ကိုစာအုပ်တုပ်ပါဆိုကျွန်တော် book ID 1ဆိုရင်ဒါ2ခုရှိတာပေါ့နော် book ID 2ဆိုလို့ကျွန်တော်2အုပ်ရှိတာပေါ့အုပ်40ကျော်ကျွန်တော်ရှိမှာစာအုပ်ကအုပ်20ရှိတာဆိုတော့တအုပ်ကို copy 2အုပ်စီကျွန်တော်တို့ရှိမှာရှိရဆိုရဲအထိပ္ပယ်မျိုးကျွန်တော်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့မှာကျွန်တော်တို့ကလက်ရှိ available ဖြစ်တဲ့စာအုပ်တွေပဲကြည့်ချင်တယ်အုပ် copy အုပ်40ရှိရတဲ့မှာကျွန်တော်တို့က available ဖြစ်တဲ့စာအုပ်တွေကိုပဲကျွန်တော်တို့ကြည့်ချင်တယ်ဆိုရင် where ကျွန်တော်တို့ status က
ဘာနဲ့ညီရတယ်လို့ချင်းကျွန်တော်တို့က available နဲ့ညီတာအခုကျွန်တော်သုံးရတာလေးကိုတတိထားမိလာတော့မသိဘူးကျွန်တော်တို့ဘာတွေသုံးရလဲ greater than သုံးရတယ် less than သုံးရတယ်ပြီးရင်ကျွန်တော်တို့မှာ equal ကျွန်တော်တို့သုံးရတယ်အဲ့ဒီ operator လေးရတယ်ကျွန်တော်အများကြီးရှိတယ်အဲ့ဒါကြီးကျွန်တော်လေ့လာလို့ရတယ်ပေါ့နော်available AVA ကျွန်တော်ဒါရေးအမြင်နဲ့မှားတယ် AVILABL ဒါဆိုကျွန်တော်တို့ဒီမှာ available စာအုပ်ပေါ့နော်အုပ်30ကျွန်တော် available ဖြစ်တယ်ကျွန်တော် borrow တွေလည်းကျွန်တော်တို့ရှိတာပေါ့ဥပမာကျွန်တော် borrow ကြည့်ကြတယ်ဆိုလည်းကျွန်တော်တို့ဘာမှမခက်ဘူးကျွန်တော်တို့ဒီ data ကတော့ကျွန်တော်တို့ DR နဲ့ဟို quantity ဖြစ်တဲ့ data တော့ရရမှာပေါ့နော်ကျွန်တော်ရေးရတာတွေကဒီမှာအကြီးရေးတာပြီးတော့ဒီမှာအသေးသွားရေးလို့လည်းကျွန်တော်မရဘူးလေအဲ့တော့ကျွန်တော် run ပြမယ်ကြည့်အဲ့တော့ကျွန်တော်တို့ဒီမှာဘာမှထွက်လာမှာမဟုတ်ဘူးတကယ်ကျွန်တော်တို့က match ဖြစ်တဲ့ဟာပဲကျွန်တော်တို့ကထည့်ပါတော့ရမှာအဲ့ကျွန်တော် borrow လုပ်ထားတာ10အုပ်ရှိရလို့ကျွန်တော်တို့ပြောလို့ရတယ် okay အဲ့ကျွန်တော်တခုတော့စမ်းကြည့်သိချင်တယ်ကျွန်တော် member table ထဲမှာပဲကျွန်တော် member တွေအများကြီးရှိတယ်အဲ့ဒီမှာကျွန်တော်တို့ကရန်ကုန်မှာနေတဲ့ members တွေပဲကျွန်တော်တို့ကထုတ်ကြည့်အောင်ဗီဒီယိုလေး pause ပြီးတော့ကိုယ့်ဘာကိုလုပ်ကြည့်ပါလား okay အဲ့တော့ကျွန်တော်ဒီဗီဒီယို pause လိုက်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့မ pause လိုက်ဘူးဆိုတော့လည်းပဲတက်နိုင်မယ်ဗျာเนาะအဲ့တော့ကျွန်တော် select star from ကျွန်တော်တို့က members ရဲ့မှာကျွန်တော်တို့ where ကျွန်တော်တို့ address ရန်ကုန်နဲ့ညီတယ်ကျွန်တော်တို့ကအားတွေပဲထုတ်ကြည့်မယ်ဒါဆိုကျွန်တော်တို့ဒီဒါရန်ကုန်က members တွေပဲကျွန်တော်တို့မြင်ရမှာဖြစ်တယ်။ဒါမှမဟုတ်ကျွန်တော်တို့ကကြည့်လို့ရတယ်။အဲ့တော့ operator အဖြစ်ကျွန်တော်တို့ဒီမှာသုံးရတာ greater than less than ပြီးရင်ကျွန်တော်တို့က equal ကိုကျွန်တော်သုံးလိုက်တယ်။ပြီးတော့အဲ့ခါမှာကျွန်တော်တို့ကဒီ like ဆိုတာလေးသုံးလို့ရသေးတယ်။ like ကကျွန်တော်ဘာလဲတူလဲဆိုတော့ကျွန်တော် filter လုပ်တဲ့ဟာပေါ့နော်။ဥပမာကျွန်တော်တို့ဖုန်းနံပါတ်ကိုမှကျွန်တော်တို့ကကွာ3993နဲ့စတဲ့ဖုန်းနံပါတ်တွေပဲကျွန်တော်ကလိုချင်တယ်။ဥပမာကျွန်တော် members တွေအကုန်လုံးထုတ်ပြလိုက်မယ်။ members တွေအကုန်လုံးအဲ့ဒီမှာဖုန်းနံပါတ်တွေကိုသိရှိကြရတယ်ကွာ။အဲ့ဖုန်းနံပါတ်တွေမှာကျွန်တော်က3993နဲ့စတဲ့ဖုန်းနံပါတ်တွေ3994နဲ့3995နဲ့ဆက်ပြီးအဲ့လို3993နဲ့စတဲ့ဖုန်းနံပါတ်တွေပဲကျွန်တော်အခုထုတ်ကြည့်နေတယ်အဲ့ဒါဆိုလို့ချင်းကျွန်တော်ဘယ်လိုလုပ်မလဲပေါ့အဲ့တော့ကျွန်တော်တို့ကဒီပတ်တန်လေးနဲ့ကျွန်တော်တို့သွားပြီးတော့ကိုက်ရမှာအဲ့တော့ဖုန်းနံပါတ်ကျွန်တော်တို့ဖုန်းနံပါတ်တွေကဘာနဲ့စရမှာလဲဆိုရင်ကျွန်တော်တို့ like ဆိုတာကျွန်တော်ပတ်တန်နဲ့ machine ဖြစ်တဲ့အခါမှာကျွန်တော်သုံးတာပေါ့နော်အဲ့တော့အဲ့ like ကိုကျွန်တော်သုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့3993နောက်မှကြိုက်တာပါလို့ရတယ်ဒါပတ်တန်လေးပဲ3993နဲ့ကျွန်တော်တို့စနောက်မှကြိုက်တာပါလို့ရတယ်ဒီဖုန်းနံပါတ်ရှိတဲ့ members တွေပဲထုတ်ကြည့်အောင်အဲ့ run လိုက်ရတာကျွန်တော်မှ3ယောက်ထွက်လာတယ်3993နေကြီးပဲနောက်ကတော့239တို့556တို့တုံကြိုက်တာဖြစ်ရင်ဖြစ်လိမ့်မယ်အဲ့တော့ကျွန်တော်တို့မှာလက်ရှိပါတဲ့ဒီ number တွေအကုန်လုံးကတော့3993နဲ့စအဲ့လိုကျွန်တော်တို့က pattern machine ပေါ့နော် wine cat လို့လည်းကျွန်တော်တို့ခေါ်တယ် pattern machine ကျွန်တော်လုပ်ရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ like ဆိုတဲ့ operator ကိုသုံးလို့ရတယ် equal ရှိမယ် greater than ရှိမယ် less than ရှိမယ်ပြီးရင်ကျွန်တော်တို့ကဒီ like ဆိုတဲ့ operator ကိုကျွန်တော်သုံးလို့ရတယ်ပြောရရင်ကျွန်တော်တို့အခုဟောကြည့်ကြည့်အောင်ကျွန်တော်တို့မှာလုံးတွေလည်းရှိတယ်အဲ့လုံးတွေထဲမှာကျွန်တော်ဘာကိုကြည့်ရင်လဲဆိုလို့ချင်း overdue ဖြစ်နေတဲ့လုံးတွေကျွန်တော်လက်ရှိကျွန်တော်တို့မှာစာအုပ်ကိုပြန်မအပ်သေးဘူး overdue ဖြစ်နေတဲ့လုံးတွေကိုကျွန်တော်ပြန်ပြီးတော့ကြည့်ချင်တယ်အဲ့တော့ loans ကိုပဲကျွန်တော်အရင်ထုတ်ကြည့်အောင် select star from loans အဲ့တော့ကျွန်တော် run လိုက်တဲ့အခါမှာဒီ table ကြီးမြင်ရမယ်အဲ့တော့ကျွန်တော်တို့မှာတချို့ table တွေမှာဆိုကျွန်တော်တချို့ဟို record တွေပေါ့နော်တချို့ဟာတွေမှာဆိုကျွန်တော်တို့က row တွေမှာဆိုလို့ချင်းစာအုပ်တွေကပြန်အပ်ပြီးသွားပြီမလို့သူတို့ကဒီမှာ data တွေပြန်ဝင်နေပြီဒီစာအုပ်ဆိုတော့2025 17လပိုင်း26ရက်နေ့ပြန်အပ်သွားတယ်ပေါ့နော်အဲ့တော့ဒီစာအုပ်တွေဆိုပြန်အပ်သွားတယ်ပေါ့ဒါပေမဲ့ဒီစာအုပ်တွေဆိုတာကျွန်တော်မအပ်ရသေးလို့နားဖြစ်နေတာဘာကျွန်တော် return date ဆိုတာကကျွန်တော်တို့ဒါလာအပ်မှာပဲကျွန်တော်ထည့်မှာဟုတ်လက်ရှိနားဖြစ်နေရဆိုတော့ဒီလူကစာအုပ်မအပ်ရသေးလို့အဲ့တော့စာအုပ်မအပ်ရသေးဘူးဆိုတော့ကျွန်တော်တို့ overdue လို့တော့သတ်မှတ်လို့မရဘူးစာအုပ်လည်းမအပ်ရသေးဘူးပြီးတော့ကျွန်တော်တို့သူက due date ထက်လည်းကြော်နေပြီပြောချင်တာလက်ရှိရောက်နေတဲ့ဒီနေ့ကွာ due date ကကျွန်တော်ထားပါတော့25ရက်နေ့ဟိုကျွန်တော်ဗီဒီယို record လုပ်နေတာ28ရက်နေ့ဆိုရင်ဒါကျွန်တော်တို့ due date အထက်ကိုကြော်သွားပြီ due date လည်းကြော်နေပြီ return date မှာလည်းနားဖြစ်နေရဆိုရင်ဒါတရားပေါ့ဒီလူကဒါစာအုပ်ပြန်ပြီးမအပ်ရသေးဘူး overdue ဖြစ်နေပြီလို့ကျွန်တော်ပြောလို့ရတယ်အဲ့လိုအခြေအနေမှာဆိုရင်ကျွန်တော်ဘယ်လို filtering လုပ်မလဲပေါ့အဲ့တော့ကျွန်တော်တို့ဘာမှမခက်ဘူးတကယ်တမ်းကတော့ where ပြီးရင် return date နေရာမှာကျွန်တော်တို့ကနားဖြစ်နေတဲ့ကောင်းတွေအဲ့တော့ is nowဒါတခုနဲ့ကျွန်တော်တို့မပြီးဘူးကျွန်တော်ဒီ programming တွေမှာရှိတဲ့ဒီ condition logical operator တွေလိုပဲကျွန်တော်တို့ and or not ပေါ့နော်အဲ့ကျွန်တော်အဲ့မှာကျွန်တော် and ကိုကျွန်တော်တို့သုံးလို့ရတယ် return date တွေကလည်းနားဖြစ်တယ် and ပြီးတော့ due date ကလည်းကျွန်တော်တို့ကဟိုလက်ရှိရောက်နေတဲ့ date ထက်ငယ်နေပြီပေါ့နော်အဲ့တော့ current date ပေါ့ကျွန်တော်တို့ဒီ SQL command မှာတော့ဒီ current date ဆိုတာကျွန်တော်တို့သုံးလို့ရတယ်နောက်ပိုင်းဒီ Python programming တို့ဘာအောင်နဲ့ကျွန်တော်တို့ပြန်ပြီးတော့ချိန်တဲ့ခါကြလို့ရှိရင်တော့နည်းနည်းအပြောင်းလဲရှိနိုင်တယ်ပေါ့နော်သူ့မှာရှိတဲ့ due date ကလည်းလက်ရှိ due date ထက်
နည်းနေပြောချင်တာကကျွန်တော်တို့25ပေါ့နော်တကယ်တမ်းဒီနေ့က20ခွန်ဆိုတော့နောက်ကျနေပြီပေါ့ပြောရင် return date ကလည်းနားဖြစ်နေဆိုတရားပေါ့ဒါကျွန်တော်တို့က due date ဖြစ်နေပြီဒါဆိုကျွန်တော်တို့ဒီမှာသူဒီ24ရက်နေ့မှာအဲ့ရမှာ26ရက်နေ့အမှ25အဲ့ရမှာ23ရက်မှာဒါပေမဲ့လက်ရှိမှာသူကနားဖြစ်နေတယ်ဒါသူမအဲ့ရသေးဘူး overdue တွေပေါ့ဒါ overdue တွေကိုကျွန်တော်ပြန်ပြီးတော့ကြည့်လို့ရတယ်သူငားဝါတာဒါသူ18ရက်နေ့19ရက်နေ့16ရက်နေ့ဒါမှမဟုတ်ကျွန်တော်တို့ပြန်ပြီးတော့လေ့လာကြည့်လို့ရပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ overdue ဖြစ်နေတဲ့ဟာတွေကိုတစ်ချက်ကြည့်ကြည့်တာပေါ့အဲ့တော့ကျွန်တော်တို့ဒီ operator ကိုကျွန်တော်ပြောမယ်ဆိုရင် equal ရှိမယ်ပြီးကျွန်တော်တို့က not equal တွေကျွန်တော်တို့ရှိမယ်ပြီး greater than less than greater than equal less than equal ဒါမှမဟုတ်ပြီး and or not ဒါမှမဟုတ်ကျွန်တော်ပြီး like ပြီးကျွန်တော် why get ဒါမှမဟုတ်ကျွန်တော်တို့ရှိနိုင်တာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုမှာတော့ကျွန်တော်တို့ကဒီဟာတွေကိုဒီ operator အကြောင်းတွေကိုပို့ပြီးတော့ဒီဒေတာကျွန်တော်လေ့လာကြမယ်အခုဒီဗီဒီယိုကတော့ကျွန်တော်တို့ဒါ select ကိုစပြီး select နဲ့ when နဲ့ကိုစပြီးတော့ introduce လုပ်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်